စုများပီတိတွေဖြာရင်ကျေးတာယာစိတ်ပျော်ရွှင်သောဖိတ်ခေါ်ခြင်းနာလူဝမှာတူပြောကအလူတော်ပွဲမှာအလူရှင်မိသားစုများပီတိတွေဖြာရင်ကျေးတာယာစိတ်ပျော်ရွှင်သောဖိတ်ခေါ်ခြင်းနာကလျာဏမိတ်တဟာမာကြစီယာဒါနဝေဖြာစရဏစေတနာပါအလူတော်ဒီပွဲမှာသူပြောကအလူတော်ပွဲမှာအလူရှင်မိသားစုများပီတိတွေဖြာရင်ကျေးတာယာစိတ်ပျော်ရွှင်သောဖိတ်ခေါ်ခြင်းနာလူပေါ်မှာသူပြောကအလူတော်ပွဲမှာအလူရှင်မိသားစုများပီတိတွေဖြာရင်ကျေးတာယာစိတ်ပျော်ရွှင်သောဖိတ်ခေါ်ခြင်းနာကလျာဏမိတ်တဟာမာကြတိယာဒါနဝေဖြာစရဏစေတနာပါအလူတော်ဒီပွဲမှာဝိတ္တမေပုံမမလူမကြီးတော်အေးအေးအောင်မေမဒီလိုပါဥသိတေလူတကာဝိတ္တမေပုံမမလူမကြီးတော်အေးအေးအောင်မေမဒီလိုပါတားလေးမောင်ရှင်းတမောင်သမီးလေးမရွှင်လက်ခင်ရှင်ပြူနာသာပွဲမှာပြောစီတန်တာကြက်တရေရှိလာတာစိတ်ထားမောမြတ်မနောဖြူကမိသားစုကအလူကြီးပေးလို့သာတွဲလူပျော်ရွှင်လျာပါဟုံးမလေးမြို့ကနောက်ပချစ်ကွက်သေးမြို့လေကြောင်းတိုက်ရသိန်းတန်ဓမ္မယုံကြီးမှာကျင်းပလို့သာတို့လူပွဲကြီးအောင်မြင်ပါပြီတို့လူပွဲကြီးကအောင်မြင်ပါပြီအညာတလေးမမေ့တရားအလူပွဲကြီးအလူပွဲကြီးအလူပွဲကြီးစင်ရွက်ပျော်နေတာစကိုင်းတိုင်းဒေသကြီးဟုံးမလေးမြို့နယ်နောက်ပချစ်ကွက်သေးနေအလူတကားကြီးဦးသိန်းထေးခေါ်ဦးမမန်းအလူမတော်အေးအေးအောင်သားလာရတနာလေးမောင်ရှင်းတန်မောင်သမီးလာရတနာလေးမရွှေလက်ခင်ရွှေမန်းစန္ဒမိသားစုရဲ့အလူပွဲကြီးကိုမြို့လေကျောင်းတိုက်ရသိန်းတန်ဓမ္မယုံကြီးမှာကျင်းပပြီးဖြစ်ပါတော့ကြောင့်အလူပွဲကိုကြွရောက်ကြပါရဲ့စိတ်ဆန္ဒနဲ့ဖိတ်မှန်တကပြုလိုက်ရပါတယ်ခင်ဗျာတူပြောကအလူတော်ပွဲမှာအလူရှင်မိသားစုများပီတိတွေဖြာရင်ကျေးတာယာစိတ်ပျော်ရွှင်သောဖိတ်ခေါ်ခြင်းနာလူပေါ်မှာတူပြောကအလူတော်ပွဲမှာအလူရှင်မိသားစုများပီတိတွေဖြာရင်ကျေးတာယာစိတ်ပျော်ရွှင်သောဖိတ်ခေါ်ခြင်းနာကလျာဏမိတ်တဟာမာကြစီယာဒါနဝေဖြာစရဏစေတနာပါအလူတော်ဒီပွဲမှာမေပုံမမအလူမကြီးတော်အေးအေးအောင်မေမဒီလိုပါဥသိတေလူတကာဝိတ္တမေပုံမမအလူမကြီးတော်အေးအေးအောင်မေမဒီလိုပါတားလေးမောင်ရှင်းတန်မောင်သမီးလေးမရွှင်လက်ခင်ရှင်ပြူနာသာပွဲမှာပြောစီတန်တာကြက်တရေရှိလာတာစိတ်ထားမောမြတ်မနောဖြူကမိသားစုကအလူကြီးပေးလို့သာတူပြောတွဲလို့ပျော်ရွှင်ရပါဟုံးမလေးမြို့ကနောက်ပချစ်ကွက်သေးမြို့လေကြောင်းတိုင်းရသိန်းတန်ဓမ္မယုံကြီးမှာကျင်းပလို့သာတို့လူပွဲကြီးအောင်မြင်ပါပြီတို့လူပွဲကြီးကအောင်မြင်ပါပြီအညာတလေးမမေ့တရားအလူပွဲကြီးအလူပွဲကြီးအလူပွဲကြီးစင်ရွက်ပျော်နေတာ